အကြမ်းဖက်စစ်အုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများနဲ့ဖော်ပြထားကြောင်းတန်အမတ်ကြီးကပြောဆိုထားပါတယ်။တည်ရှင်တွေကကြိုဆိုပါတယ်။မိဘပြည်သူမျိုးကောင်းမများများ subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပြီးတော့တည်များကိုနားဆင်နိုင်ပါပြီ။ကျေးဇူးတူအားလုံးကျမ်းမှာချမ်းသာကြပါစေဗျာ။မြန်မာနိုင်ငံမှာစစ်တပ်ကလူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေတာကြောင့်ကြောင်းမဲ့ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။အော်တိုဘာလ14ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာအကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံဥပဒေရေးရာကော်မတီစက်တမကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်81လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကောင်းစဉ်နဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထွေထွေဆွေးနွေးပွဲအတွင်းမှာပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင်ကမ္ဘာနေရာအနှံ့မှာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်လျက်ရှိနေပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအပြည်ပြည်ဆိုင်ရာအတိုင်းအဝန်ကပြတ်သားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းရဲ့ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေတယ်လို့ဆိုပါတယ်။2025ခုနှစ်စက်တင်ဘာလအတွင်းကလူအခွင့်အရေးကောင်စီတို့တင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်တရားရဲ့စီရင်ခံစာမှာအကြမ်းဖက်စစ်အုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများနဲ့ဖော်ပြထားကြောင်းတန်အမတ်ကြီးကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်အုပ်စုက၎င်းတို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုတာဝန်ခံမှုမှရှောင်လွှဲရန်ကြံစည်၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်နဲ့အထူးရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေတယ်လို့လည်းဆိုပါတယ်။တရားဝင်မှုကိုအထူးရောင်ဖန်တီးရန်ကြိုးပမ်းမှုတွေကရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကျူးလွန်သူတွေကိုအပြစ်ပေးခံရမှုမှကာကွယ်ပေးနိုင်မှာမဟုတ်သလိုအကာအကွယ်မပေးသင့်တာကိုသတိပြုရန်လိုအပ်ကြောင်းလည်းတန်အမတ်ကြီးကထောက်ပြထားပါတယ်။လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူတွေကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးနဲ့အခြားသောသက်ဆိုင်ရာတရားစီရင်ရေးရန်တရားများရဲ့တင့်လျော်တဲ့တရားစီရင်ရေးလုပ်ငန်းစဉ်များမှတစ်ဆင့်အပါအဝင်အပြစ်ပေးအရေးယူရမှာဖြစ်ပြီးအကြမ်းဖက်စစ်အုပ်စုကစီစဉ်နေတဲ့အထူးရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချပစ်ဖို့နဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးမျှတတဲ့အနာဂတ်ကိုရရှိစေရေးတို့အတွက်မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုများမှာခိုင်ခိုင်မာမာအတူတကွနီလန်အားလုံးကိုအသုံးပြု၍ရည်တည်ပေးကြဖို့အပြည်ပြည်ဆိုင်ရာအတိုင်းအဝန်နဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုတန်အမတ်ကြီးကတောင်းဆိုလိုက်တာဖြစ်ပါတယ်။စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်ကခွဲခြားမှုမရှိလေကြောင်းတိုက်ခိုက်မှုပေါင်း3944ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကာကျောင်းဆေးကန်းနဲ့ဘာသာရေးအဆောက်အုံ1000ကျော်အပါအဝင်ပုဂ္ဂလိကအဆောက်အဦပေါင်း3သိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်ထိမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့အစိုးရအပြုံလိုက်တပ်ဖြတ်မှု452ကြိမ်ကျူးလွန်ထားပြီးကလေးငယ်ရာခိုင်နှန်းအပါအဝင်အရက်သား4963ဦးသေဆုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကတရားမဝင်အတင်းကျပ်စစ်သားစုဆောင်းမှုပေါင်း1618ကြိမ်ကျူးလွန်ခဲ့ပြီးအရွယ်မြောက်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းကျပ်စစ်သားစုဆောင်းခဲ့ကြောင်း2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေတိုးနေမြတ်မှာပင်အကြမ်းဖက်စစ်တပ်ကစကိုင်းတိုင်းဒေသကြီး6မြို့နယ်မှာလူစုလူဝေးတွင်ကိုလူမဆန်စွာလေကြောင်းမှတိုက်ခတ်ခဲ့ပြီးကလေးငယ်များအပါအဝင်အရက်သား20ခန့်အသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့တန်အမတ်ကြီးကပြောဆိုထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများကျူးလွန်နေရမှာချင်းကချင်ကရင်နီကယားကရင်ရခိုင်ရှမ်းစကိုင်းနဲ့မကွေးတိုင်းဒေသကြီးများရှိအရက်သားများပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်တဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများတိတိတသားများပြားလာခြင်းနဲ့စနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကလေးငယ်များအပါအဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေတယ်လို့တန်အမတ်ကြီးကရှင်းပြထားတာပဲဖြစ်ပါတယ်ခင်ဗျာရခိုင်ရိုးမရှေ့ချမ်းပဲခူးတိုင်းဒေသကြီးဗရောင်းမြို့နယ်အုတ်ရှိပင်မြို့မတုံရွာကပ္ပစ16နီးမှာအကြမ်းဖက်စစ်တပ်ရဲ့အခိုင်အမာတိစောက်ထားတဲ့ကာကင်းစခန်းတစ်ခုကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကအောက်တိုဘာလ14ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့အမျိုးသမီးများအပါအဝင်မိသားစုဝင်30ခန့်ကိုပါလက်ရဖမ်းမိထားပြီးစစ်သား40ကျော်သေဆုံးကလက်နက်ခဲယမ်းများပါသိမ်းဆည်းရမိထားတယ်လို့စစ်ရေးသတင်းမြေတူကအတည်ပြုပြောဆိုထားပါတယ်။ကပ္ပစ16ရဲ့အပြင်ဘက်မှာရှိတဲ့အရင်ကတည်းကနေခိုင်မာတိစောက်ထားတဲ့စခန်းကုန်းကိုAA နဲ့ပူးပေါင်းတော်လှန်တပ်တွေကတိုက်ခိုက်တာပါအဲ့ဒီစခန်းကုန်းသားမှာအရင်ကတည်းကစစ်တပ်မိသားစုဝင်နေနေတာပါ
မနေ့ကအဲ့ဒီစကန်ကုန်းကိုတင်ပြီးမိသားစုဝင်တွေဖမ်းမိတာအမျိုးသမီးအမျိုးသားစုစုပေါင်း30လောက်ရှိမယ်လို့ပြောပါတယ်။အဲ့ဒီကာကင်းစကန်ကကပ္ပစ16စက်ရုံအားကာကွယ်ဖို့အထက်ထက်ချထားတဲ့ကာကင်းစကန်များတဲ့ကတစ်ခုဖြစ်ပြီးကပ္ပစ16ကိုမရောက်ရှိခင်ရခိုင်ကလေးကအခိုင်အမာတည်ရှိတဲ့စကန်ကုန်းတစ်ခုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်က40ထက်မနည်းတေဆုံးပြီးလက်နက်ခဲယမ်းအများအပြားကိုလည်းတင်းစီရမိထားတယ်လို့မြေပြင်သတင်းမြစ်တူကပြောပြထားပါတယ်။ဒေတာကတော့40ထက်မနည်းပဲလက်နက်တွေလည်းအများကြီးရလိုက်တယ်လို့ဆိုပါတယ်။ရခိုင်ရိုးမအောက်ခြေရှိမတုံရွာနီးကကပ္ပစ16ကဘုံဒီအမျိုးမျိုးခဲယမ်းမျိုးထုတ်လုပ်နိုင်ရန်ရန်အတိကချက်တဲ့ကပ္ပစစက်ရုံတစ်ခုဖြစ်ပါတယ်။ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ဗရောင်းမျိုးနယ်အတွင်းမှာကာဝေးပစ္စည်းစက်ရုံ9ရုံရှိပြီးအာရကတက်တော်နဲ့ဘူမမဟာမိတ်တပ်ဖွဲ့များရဲ့ထိုးစစ်မှာကပ္ပစစက်ရုံများအနီးကိုတဖြည်းဖြည်းရောက်ရှိလာပြီလို့လည်းသိရပါတယ်။ဗရောင်းမျိုးနယ်အပိုင်းအုတ်ရှိပင်မျိုးကမြန်ရွာမှာကပ္ပစ9ညောင်ချီတော်ကြီးရွာမှာကပ္ပစ6ညောင်ချီတော်စက်ရုံနဲ့တစ်ဆက်တည်းမှာကပ္ပစ3မတုံရွာနီးမှာကပ္ပစ16ပသိမ်မုံရွာလမ်းပိုင်းနီးမှာရှိတဲ့အုတ်ရှိပင်မျိုးနယ်ကြောက်ဖူးကြီးရွာမှာကပ္ပစ9တို့တည်ရှိပြီးအဆိုပါစက်ရုံများမှာလက်ရှိချင်းချောက်ခံရတဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်းစီးလီလာသုံးသက်သူတွေကပြောဆိုထားပါတယ်။နိုင်ရီကန်တောင်စခန်းမှာလည်းစစ်ကူလာတဲ့စစ်ကြောင်းနဲ့အေအေပူးပေါင်းတပ်ဖွဲ့တို့ကြားဂုတ်ကြီးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အာရကတက်တော်ဝိုင်းရံပိတ်ဆို့ထားတဲ့နိုင်ရီကန်တောင်လေကြောင်းရံကာကွယ်ရေးစခန်းကိုထိုးဖောက်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အာရကတက်တော်အေဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်တို့ကြားဂုတ်ကြီးကြီးရွာအနီးမှာအပြင်းထန်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါချမ်းဘက်စစ်တပ်စစ်ကြောင်းမှာအင်အား300ခန့်ပါဝင်ပြီးဂုတ်ကြီးကြီးရွာရှိဘက်မှာနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းကထိုးဖောက်ဝင်ရောက်လာတဲ့အေဘက်ကလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းနေတဲ့ဂုတ်ကြီးရွာအရှိဘက်မှာတိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းမှလို့ပြောပါတယ်။နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတော့လဲအကြောင်းဆုံးတဲ့ထိခိုက်ဒဏ်ရာရရှိမှုကိုမသိရသေးကြောင်းနဲ့စစ်တပ်စစ်ကြောင်းမှာလေကြောင်းပစ်ကူများနဲ့ထိုးဖောက်နေတော့လဲလက်ရှိနေရာကနေရှေ့မတိုးနိုင်ပဲဖြစ်နေတယ်လို့လည်းသိရပါတယ်။ဇင်းပြုံရွာကပ္ပစဆလေးနဲ့အမြောက်ကြီးတဲ့စုံကုန်းမှာတပ်ရင်အားတွေကိုပြန်လဲစုဖွဲ့ကအင်အား300ခန့်ကစစ်ကြောင်းများခွဲပြီးနေရီကန်ဘက်ကိုတက်လာရမှာဂုတ်ကြီးရွာနဲ့မြေလက်ရွာပတ်ဝန်းကျင်တို့မှာနှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့သိရပါတယ်။နေရီကန်တောင်လေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းကိုအာရကတက်တော်ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကနေရီကန်အနီးဝန်းကျင်ကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲမှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။စစ်တပ်စစ်ကြောင်းကအဓိကနေရီကန်တောင်နားကိုမရောက်ရင်တောင်အခုရောက်နေတဲ့နေရာကနောက်မဆုတ်ပဲနေနိုင်တယ်။နေရီကန်တောင်ကိုသူတို့စစ်ကူရအောင်အတွက်ပြင်ဆင်နေပုံရတယ်လို့မြေပြင်စီးနီးစပ်သူတို့ကခံမှန်းပြောဆိုထားတာဖြစ်ပါတယ်။နေရီကန်ဗျူဟာကုန်းနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးအာရကတက်တော်ပြောခွင့်ရသူဦးခိုင်ဒုက္ခအားဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးလက်ရှိအချိန်ထိတော့တစုံတရာအကြောင်းပြန်ထားခြင်းမရှိသေးပါဘူး။ဂုတ်ကြီးပတ်ဝန်းကျင်နဲ့မြေလက်ပတ်ဝန်းကျင်တို့မှာစစ်ကောင်စီရဲ့အထိုင်ကုန်းအချို့ကျန်ရှိနေသေးပြီးအေးနဲ့ပူပေါင်းတပ်တို့ကလည်းပျောက်ကြားစစ်နဲ့လှုပ်ရှားတိုက်ပွဲဖော်ဆောင်နေတယ်လို့သိရပါတယ်။အေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကနေရီကန်တောင်ကျောတစ်ခုလုံးကိုထိန်းချုပ်ထားပြီးရိတ်ခါသဲဆောင်ရေးလမ်းကြောင်းတစ်ခုလုံးကိုဖျက်တောက်ထားတာကြောင့်စစ်တပ်ကနေရီကန်ဗျူဟာကုန်းကိုလေကြောင်းကနေတဆင့်လေဒီများနဲ့လက်နက်ခဲယမ်းများနဲ့စားနပ်ရိက္ခာတို့ကိုနေ့စဉ်ဆိုသလိုပို့ဆောင်နေရတယ်လို့မြေပြင်စစ်ရေးသတင်းမြစ်တွေထံကသိရတာပဲဖြစ်ပါတယ်ခင်ဗျာ။